အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့ laptop second လုံးဝယ်တဲ့အခါကျရင်ကျွန်တော်ဒီစစ်ရမယ့်ချက်တွေတွေကပေါ့နော်ဒီ laptop ရဲ့ hack ရဲ့ hack ကိုကျွန်တော်စစ်ပြမှာဖြစ်ပါတယ်ကျွန်တော် laptop second လုံးဝယ်မယ်ဆိုရင်တော့ကျွန်တော်ဒီစစ်ရမယ့်ချက်တွေကတော့အများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဒီရှေ့ဗီဒီယိုမှာလည်း laptop ရဲ့ဒီ battery ပေါ့နော်ကျွန်တော် laptop ရဲ့ battery ကိုဘယ်လိုစစ်မလဲဆိုတော့ကျွန်တော်ပြပြပေးထားပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်ဒီ laptop second လုံးဝယ်တဲ့အခါကျရင်ဒီ laptop ရဲ့battery ပေါ့နော်ဒီ battery ကဘယ်လောက်ရှိသေးလဲ battery ဘယ်လောက်သုံးပြီးသွားပြီလဲဆိုတော့စစ်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုလည်းသွားကြည့်လို့ရပါတယ်ကျွန်တော်ဒီနေ့ပြပြမှာကတော့မျိုးပဲအရေးကြီးဆုံးတစ်ခုဖြစ်တဲ့ laptop မှာဒီ Windows တွေတင်ထားတဲ့အပိုင်းဖြစ်တဲ့ hack ရဲ့ hack ကိုဘယ်လိုစစ်မလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်ဒီ hack ရဲ့ hack ကိုဘာလို့စစ်ရလဲဆိုရင်ကျွန်တော်တို့ကဒီ laptop တစ်လုံးသုံးမယ်ဆိုရင်အထဲမှာရှိတဲ့ Windows တွေ data တွေကဒီ hack ပုံမှာပဲတင်စီထားတာဖြစ်ပါတယ်အဲ့အတွက်ဒီ hack ရဲ့ hack ကဘယ်လောက်ရှိမှန်းမသိဘဲနဲ့ကျွန်တော်တို့ကအရေးကြီးတဲ့ file တွေထည့်ထားတယ်အရေးကြီးတဲ့ software တွေ run ထားတယ်အရေးကြီးတဲ့ကျွန်တော်တို့ရဲ့ပေါ့နော် data တွေတင်ထားတယ်ဆိုရင်ဒီ hack ရဲ့ hack ကအရန်ကျနေတာပဲဖြစ်ဖြစ် hack ရဲ့ hack ကပေါ့နော်တော်တော်လေးချိန်နေစိုးနေတဲ့အခါမှာကျွန်တော်တို့ကမသိဘဲနဲ့တင်ထားတယ်ဆိုရင် hack ကတခုခုကြောင့်ပြတ်သွားတဲ့အခါကျရင်လုံးဝပြန်ဆယ်လို့မရတဲ့အခါကျရင်ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ data တွေဆုံးရှုံးသွားမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ရဲ့ hack ကိုလည်းမဖြစ်မနေစစ်ထားသင့်ပါတယ်ကျွန်တော် laptop ရဲ့ဒီ scan တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့သုံးနေတဲ့ laptop တွေပဲဖြစ်ဖြစ်ဒီ laptop ရဲ့ hack ကတော့ပေါ့နော် hack ရဲ့ hack ကတော့ကျွန်တော်မဖြစ်မနေစစ်တင်ပါတယ်ဒီ hack ရဲ့ hack ကလည်းကျွန်တော်စစ်လို့ရတဲ့ software တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဒီ laptop ရဲ့ hack ရဲ့ hack ကိုစစ်တဲ့ software တွေထဲမှာပေါ့နော်ကျွန်တော်ဒီနေ့တော့hack sentinel ဆိုတဲ့ software လေးနဲ့ကျွန်တော်စစ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ software တွေဆက်လိုက်ပြီဆိုရင်ခုလိုမျိုးပေါ့နော်ကျွန်တော်ဒီမှာက performance နဲ့ hack ကိုတွေ့ရမှာပေါ့နော် performance က100ပေါ့နော် hack ကိုအဓိကကြည့်တာပေါ့နော် hack ကတစ်ခါကျရင်ကျွန်တော်တို့ကဒီ40ပဲဖြစ်ဖြစ်40အောက်ကိုအရန်ကျသွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့30အောက်40အောက်လို့ဆိုတော့နည်းနည်းဒီ hack ရဲ့ hack ကကျလာပြီလို့ပြောလို့ရပါတယ်ကျွန်တော်တို့ view site ရအောင်မှာပေါ့နော်ဥပမာ9တို့6တို့5တို့ဆိုတော့ဒါလုံးဝhack ရဲ့ hack ကလုံးဝကြာနေပြီဒါလုံးဝလဲတင်ပြီပေါ့နော်ဒီထဲမှာအရေးကြီးတဲ့ data တွေလုံးဝထည့်လို့မရတော့ဘူးเนาะကျွန်တော်ထည့်ထားရဲဆိုလဲအဲ့ဒီ data တွေကို backup ပြန်ပြီးတော့ဆွဲလို့ရပါတယ် backup ဆွဲပြီးတော့အသစ်တစ်လုံးနဲ့ကိုထည့်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အရေးကြီးတဲ့ data တွေကျွန်တော်ရွှေ့တင်နေပါပြီအဲ့လိုမျိုးကျွန်တော်တို့စစ်လို့ရပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘယ်လိုမျိုးစစ်မလဲဆိုရင် laptop ထဲမှာ Google ပေါ့နော်ကျွန်တော်တို့ Google တစ်ခုလည်းဝင်လိုက်ပါဝင်ပြီးသွားပြီဆိုတော့အထက်မှာ http scntinen ဆိုပြီးရိုက်လိုက်ပါရဲလိုက်ပြီဆိုတာနဲ့ဒီ link လေးတွေကိုဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးက link လေးတွေကိုဝင်လိုက်မယ်ပြီးသွားပြီဆိုရင်ဒီအကောင်လေးပေါ့နော် click here to download the file ဆိုတဲ့ဟာလေးဝင်ဒါကတော့ကျွန်တော်ဒီမှာ download ဆွဲထားတဲ့ဟာရှိတယ်ပေါ့နော်ကျွန်တော် download ဆွဲပြီးသားဟာကိုပဲကျွန်တော်ပြလိုက်မယ်ဒါကိုကျွန်တော်ဆက်ပြီးတော့မထောင်းတော့ဘူး okay ဒီနေရာမှာ software ကဒီလိုမျိုး zip file နဲ့ download ဆွဲသွားပြီအဲ့ခါကျရင်ကျွန်တော်တို့ကဒီကောင်ကိုextract ပေါ့နော် zip file ကို extract ဖြည့်ပါမယ် extract ဖြည့်မယ်ဆိုရင်ကျွန်တော်တို့က set ထဲမှာတော့ WinRAR ပေါ့နော် WinRAR software လေးရှိမှရမယ် extract to ဖြည့်လိုက်ပါမယ် extract to ဖြည့်လိုက်ပြီဆိုရင်ဒီ zip file က extract ပြီးသွားပြီအဲ့ခါကျရင်ဒီ software လေးကိုကျွန်တော်တို့ click နှိပ်ပြီးတော့ဖြည့်နှိပ်လိုက်မယ် next insert next yes next install ပေါ့နော်အလွယ်တကူပါပဲဒီ software တွေကကျွန်တော်တို့ဒီ free version ဖြစ်တဲ့အတွက်အလွယ်တကူပဲ install လုပ်လို့ရပါတယ်ကျွန်တော်ဒီကောင်လေးကို install လုပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီ screen မှာပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ဒါလေးကတော့ခဏစောင့်လိုက်ပါနော်ကျွန်တော်ဒီကောင်ကိုokay ဒီမှာကကျွန်တော်အခုပြထားတာကတော့ကျွန်တော်ဆက်မှာတက်ထားတဲ့ဒီ SSD ပေါ့နော်ဒီကောင်ကကျွန်တော်တို့ကဒီ laptop ထဲမှာရှိတဲ့ hard disk SSD ကျွန်တော် SSD ကိုမှ M2 PCIe အစုံပေါ့နော်အကုန်စစ်လို့ရတယ် external hard disk တွေကိုလည်းကျွန်တော်တို့အခု external hard disk ရှိရဆိုရင် external hard disk ကိုထိုးပြီးတော့စစ်လဲရတယ်ပေါ့နော်ရှိသမျှကျွန်တော်တို့ရဲ့ set တွေရဲ့ hard disk တွေမှန်သမျှကိုအကုန်စစ်ပြီးလို့ရပါတယ်အဲ့အတွက်ကျွန်တော်ကအခုဒီဆက်မှာဆိုရင်တုံးထားတာ 1TB hard disk ဖြစ်တဲ့အတွက်ဒီမှာလည်းသူပြထားတယ်ဒီ set ရဲ့အမျိုးအစားရဲ့ SSD ရဲ့အမျိုးအစားသူ့ရဲ့ဟာက 1TB ဒါပေမဲ့သူကဒီမှာ 953K လို့ပဲပြတယ်ပြီးတော့ဒီကောင်းရဲ့ performance နဲ့ hack ကဘယ်လောက်ရှိလဲဆိုရင် performance က100 hack က99ပေါ့နော်ဒါကတော့ကောင်းသေးတယ်ပေါ့နော်ကျွန်တော်တို့အခု3နှစ်စာလည်းတိတ်ပြီးတော့မကြာသေးတာဖြစ်တဲ့အတွက် performance ရော hack ရောကောင်းသေးတယ်ပေါ့နော်ကျွန်တော်ခုနကပြထားသလိုမျိုးပဲ
ဒီ browser မှာပြထားသလိုပဲဒီလိုမျိုးပေါ့နော် 1% 2% 3% လို့ဆိုဒါကလုံးဝ hectic က hack ကြနေပြီပေါ့နော်ကျွန်တော်ဒီ second hand laptop တွေဝယ်တဲ့အခါကျရင်လည်းကျွန်တော်အခုပြတဲ့ software လေးနဲ့သူ့ရဲ့ hack ကိုစစ်ကြည့်လို့ရပါတယ် hectic hack ကဥပမာ80 90လောက်ဆိုတော့မစိုးဘူးပေါ့နော်အရင်ဒီ 1% 2% 5% လို့ဆိုရင်ဒါလုံးဝ hectic hack ကကြနေဖြစ်တဲ့အတွက်ဒီ hectic hack ကကြနေပြီအဲ့အတွက်ဈေးလျှော့ခိုင်းတာပဲဖြစ်ဖြစ်တခြားပေါ့နော် hectic ရဲ့hectic ကိုပြန်လဲခိုင်းတာပဲဖြစ်ဖြစ် SSD ကိုပြန်လဲခိုင်းတာပဲဖြစ်ဖြစ်လုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်မှာရှိတဲ့ external hectic လေးကိုလည်းကျွန်တော်အခုစစ်ကြည့်မှာဖြစ်ပါတယ်ခဏလေးစောင့်မယ်ကျွန်တော်ရဲ့ external hectic လေးတက်လာပါဖြစ်ပါတယ် external hectic ကတော့သူက 2TB ပေါ့နော် 2TB ဆိုပေမဲ့ကျွန်တော်ရဲ့သူ့ရဲ့ storage က1800လောက်ပဲရတယ်ပေါ့နော်1800 K လောက်ပဲရတယ်သူရဲ့ head ရဲ့ performance နဲ့ head နဲ့ဆိုရင်ကျွန်တော်တို့က performance ကတော့100 head ရဲ့ head ကတော့88လောက်ဖြစ်နေပြီပေါ့နော်ကျွန်တော်ဒီထဲမှာလည်းဒီမှာသူရေးထားတယ် the phone 8 best SATA ပေါ့နော်ကျွန်တော်တို့ဒီကောင်ကကြတော့88လောက်ဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တချို့ laptop ရဲ့ဒီ external head တွေ second ဝယ်တယ်ဆိုရင်ကျွန်တော်တို့တချို့တွေတွေ့ဘူးပါလိမ့်မယ်ကျွန်တော်တို့ performance 100 head 100ဆိုပို့ပြီးတော့ဈေးရတယ်ပေါ့နော်ဒီ head ရဲ့ head ကကျလာပြီဆိုတာနဲ့ကိုကျွန်တော်တို့ရဲ့ဒီဈေးလေးတွေရောင်းတဲ့ဈေးလေးတွေလည်းလျော့လာတယ်ဒီ performance နဲ့ head က100ဆိုရင်တော့ကျွန်တော်တို့အယောင်းဝယ်လုပ်တဲ့အခါကျရင်ဈေးကောင်းပူရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့က head ရဲ့ head တွေကိုစစ်လို့ရတယ် SSD ဆိုလည်းဒီနီလန်တိုင်းပဲကျွန်တော်တို့ external case နဲ့ဆက်လို့ရတယ် external head တွေဆိုလည်းအခုလိုမျိုးပဲ case နဲ့စစ်လို့ရဖြစ်ပါတယ်အခုပြသတဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီ laptop scan တွေဝယ်တဲ့အခါကျရင်ပို့မှာရှိတယ်ပေါ့နော်အရေးကြီးတဲ့ data တွေသိမ်းမဲ့ head ရဲ့ head ကိုဘယ်လိုစစ်လဲဆိုတဲ့အကြောင်းအရာပြပြပေးတာဖြစ်ပါတယ်အားလုံးပဲ like လို့အဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်